ပေါ်ပေါ်လေးတစ်ချက်ပဲကန်လိုက်မိတာအိမ်ထဲမှာအမျက်တနိုးထားတဲ့နတ်ရုပ်လေးဖုံးကနေပြုတ်ကျသွားတယ်ဒါမဲ့အဲ့ဒီနောက်မှာပဲစတိုခန်းထဲမှာချိပိတ်ထားတဲ့ခုံးတက်လာကြီးကထူးထူးဆန်းဆန်းကြီးစပြီးတွန်းခါလာတော့တာပဲအဝေးတနေရာမှာရှုနေတဲ့အင်ရှင်ကောင်လေးကတော့တခုခုလွဲနေပြီဆိုတာကိုချက်ချင်းအာရုံရလိုက်တယ်ဒါနဲ့ပဲအခြေအနေကိုတွားချိဖို့သူ့လူတွေကိုလွတ်လိုက်တာပေါ့ဒါမဲ့အဲ့ဒီလူတွေကဘာမှမစင်စားပဲစတိုခန်းတကာကိုရိုက်ချိုးပြီးစွတ်အတင်းဝင်သွားကြတယ်သူတို့ရဲ့ဒီလိုအစင်ချင်မဲ့တဲ့လူရက်တွေကဘလုတ်တောင်အန်ဒီရဲ့ကြီးတဲ့ပြည်တနာတွေစီဆွဲခေါ်တော့မလဲဆိုတာသူတို့လုံးဝမသိခဲ့ကြဘူးအထက်ရောက်တော့ကြေးဟောင်းကြီးတစ်လုံးကိုကြည့်ပြီးအထူပါလာတဲ့အမျိုးသမီးကမကင်နဲ့တခုခုထူးဆန်းနေတယ်လို့တတိပေးမဲ့လူကခေါင်းမာမာနဲ့စွတ်ကိုင်ဖို့ကြိုးစားခဲ့တယ်သူကတော့ဒါကိုအန်ဒီရဲ့ရှိတယ်လို့လုံးဝမယုံခဲ့ဘူးလीတကယ်တော့ဒီအင်ရဲ့ပန်ရှင်လေးဟာတာမန်လူတယောက်မဟုတ်ပါဘူးသူဟာနဂါဘီရဲ့နောက်ဆုံးမျိုးဆက်ရှေးဟောင်းတင်ချိုင်းမီကိုတူဖော်ပြီးရဲဒနာတွေကိုစောင့်ရှောက်ခဲ့ဂန်တွင်မားချင်းရှောက်ဝေပဲဖြစ်ပါတယ်ဒီအိမ်ထဲမှာရှိသမျှရှေးဟောင်းပစ္စည်းတွေနဲ့ပန်းကြီးကားတိုင်းဟာတကဘာလုံးကလိုက်ရှာနေရတဲ့တန်ဖိုးမထက်နိုင်တဲ့ရဲဒနာတွေချီပါပဲနိုင်ငံဖော်ကအလှဆင်ပန်းချီကားဒီနောက်ကွယ်မှာဘသူမှမတည်တဲ့ရုပ်ဝါချတစ်ခုရှိနေတယ်။သူကနိုင်ငံသားတကိုးတွေလက်ထဲကနေတိုင်းပြည်ရဲ့ရဲဒနာတွေကိုပြန်လူယူပြီးတနေရာမှာရုပ်ဝါတင်စီထားတဲ့သူ။ဒါပေမဲ့သူ့မိသားစုရှေ့မှာတော့ရိုးရိုးအေးအေးအန်တိတ်ပစ္စည်းရောင်းတဲ့သူတယောက်လိုပဲဟန်ဆောင်နေခဲ့တာပေါ့။တနေ့တော့သူ့ဇနီးနဲ့ရောခမကသူ့ကိုမပြောဘဲအန်တိတ်ပစ္စည်းစစ်ဆေးပေးတဲ့ TV အစီအစဉ်တစ်ခုကိုသွားခဲ့ကြတယ်။သူတို့ယူသွားတာကသူကဒါတန်ဖိုးရှိပဲတေချာသိမ်းထားပါဆိုပြီးပေးထားတဲ့ပစ္စည်းတစ်ခုပင်တာရှင်တွေကအဲ့ဒီပစ္စည်းကိုကြည့်ပြီးပထမတော့လန့်ခဲ့ကြတာပေါ့။ဒါကကြောက်ခဲကြီးပဲဟာဆိုပြီးတော့ဒါပေမဲ့တေချာစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့တစ်စက်တူဒီယိုလုံးငိန်ကျသွားတယ်။ဒါနှစ်ပေါင်းထောင်ချီပျောက်ဆုံးနေတဲ့ဧကရတင်စိတ်တော်ပဲတင်ဆက်သူကစိတ်လှုပ်ရှားလုံးလုံးအော်တော်ပြောမိတယ်ဒါပေမဲ့တခြားပညာရှင်တယောက်ကနေအောင်တကက်တင်စိတ်တော်ကကြောက်စိမ့်နဲ့လို့ဒါကကြောက်ခဲချီပဲကိုဒီလောက်ရှားပါတဲ့ပစ္စည်းကဒီလို TV show ပေါ်ဘလို့ရောက်လာမှာလဲလို့ကန့်ကွက်ပြန်တယ်အဲ့ဒီအချိန်မှာနောက်ထပ်ပညာရှင်တယောက်ကဒါပေမဲ့ဒီလက်ရနဲ့ပုံစံကရှေးဟောင်းမှတန်းဒီထဲကအတိုင်းတထားတီးပဲတကယ်များဖြစ်နေမလားဆိုပြီးဝင်ပြောလာတယ်အတီးပြဖို့ကြိုးစားနေတော့မှပဲပို့ပြီးတုံလို့เสียကောင်းတဲ့တရင်တစ်ခုထွက်လာတယ်နိုင်ငံခြားပစ်တိုက်တစ်ခုကနေနိုင်ငံတော်အဆင့်ရတနာနှစ်ခုအခိုးခံလိုက်ရတယ်အဲ့ဒီတစ်ခုကတော့တခြားသူမဟုတ်ဘူးနာမည်ကျော်မကျင်းရှံဝေပဲဆိုလိုတာကဒီအမျိုးသမီးလက်ထပ်ထားတဲ့သူဟာနိုင်ငံခြားပစ်တိုက်တွေစီကနေရတနာတွေကိုပြန်လူယူပြီးတိုင်းပြည်ကိုပြန်တယ်လာပေးနေတဲ့သူရဲကောင်တစ်ခုကြီးဖြစ်နေတာလားအားလုံးကအန်တော်မင်းတက်ကွန်ပြီး TV show ရဲ့ကြည့်ရှုနှုန်းတွေလည်းထိုးတက်သွားတော့တာပေါ့ဇနီးဖြစ်သူကတော့ကြောင်ကြည်ရေးတွေးနေမိတယ်ငါယောက်ျားကတကယ်တော့ဘာတူလဲဆိုတာပဲသူကထမှန်ရှေးဟောင်းပစ္စည်းအယောင်းအဝယ်သမားတစ်ယောက်လားဒါမှမဟုတ်တကဘာလုံးကအန်အော်ရတဲ့ဒန်းတာကြီးလားရတနာမှုစိုးကြီးလား